အားလုံးပဲမင်္ဂလာပါဆယ်လီကိချာနယ်ကထပ်မံတက်ဆက်လိုက်ရပါတယ်ဟဲဝီယန်နဲ့ဆိုပီဒစင်ဟာသူတို့ဦးဟာချစ်ကီလန်ကိုတော်တော်ကြာရှောက်လန်းခဲ့ပြီးဖြစ်ပါတယ်ယခုချိန်မှာဟဲဝီဟန်ဟာဆိုပီဒစင်ကိုလက်ထပ်ခွဲတောင်းလိုက်ပြီးဆိုတဲ့အကြောင်းကိုလူမှုကွန်ရက်စာမျက်နှာပေါ်မှာပြန့်နှံ့လာခဲ့ပါတယ် Facebook မှာတင်ခဲ့တဲ့ဟဲဝီယန်ရဲ့ဓာတ်ပုံအရာတော့ဆိုပီဒစင်ကို Mary Me ဆိုပြီးလက်ထပ်ခွဲတောင်းခဲ့တာဖြစ်ပါတယ်တို့သတင်းကိုတော့ပြည်တီတော်တော်များများမှာတွေ့နေခဲ့ရတာဖြစ်ပါတယ်။ယခုချိန်မှာဟဲဝီယန်ပြည်သက်တွေရောဆိုပီဒစင်ပြည်သက်တွေရောဟဲဝီယန်ဟာဝက်စုခိုင်သိန်းနဲ့အိမ်ထောင်ကျဖူးတဲ့ဆိုတဲ့သတင်းတွေအတိအကျထွက်ပေါ်လာခဲ့ပါတယ်။ဝက်စုခိုင်သိန်းဘက်ကဟဲဝီယန်ကိုပြန်လည်ကြီးကပ်ခဲ့တော်လဲဟဲဝီယန်ရဲ့မိဘတွေကဝက်စုခိုင်သိန်းကိုလောဝသဘောတူခဲ့ခြင်းမရှိပါဘူး။ထို့ကြောင့်ဝက်စုခိုင်သိန်းကလည်းလင်များခဲ့ရခြင်းအဓိကအကြောင်းကဟဲဝီယန်နဲ့ပတ်သက်ပြီးပြတ်ခဲ့တာဖြစ်တယ်ဆိုပြီးပြည်သက်တွေကထင်မြင်ယူဆနေခဲ့ကြတာဖြစ်ပါတယ်။ဟဲဝီယန်ဟာယခုဆိုရင်ဆိုပီဒစင်ဦးတဲ့ကိုသာချစ်ခွဲပန်လျက်ရှိခဲ့ပူကြောင်းဆိုပီဒစင်ကိုသာအမှန်တကယ်ချစ်မြတ်နှုတ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုလူမှုကွန်ရက်စာမျက်နှာပေါ်မှာပြန်လည်ဖြည့်ရှင်းလာခဲ့ပါတယ်။ဝိုင်းစုခိုင်တဲ့ဖက်ကတော့ယခုချိန်ထိဟဲဝီယန်ကိုစိတ်မကုန်သေးဘူးဆိုတဲ့အကြောင်းကိုပြသလာခဲ့လျက်ရှိပေမဲ့လည်းဟဲဝီယန်ဖက်ကတော့ဆိုပီဒစင်ကိုသာချစ်မြဲလက်တွဲလျက်ရှိတဲ့ဆိုတဲ့အကြောင်းကိုပြောဆိုခဲ့တာဖြစ်ပါတယ်။သူတို့ဦးကိုပြည်သက်တွေကနဲ့တော်တန်ကြသဘောတူခဲ့ကြတာဖြစ်ပါတယ်ပြည်သက်တွေရဲ့အဆိုအရသူတို့ဦးဟာအရန်စူပီဒစင်ဟာအရန်အေးဆေးတည်ငြိမ်တဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်သူရဲ့အမဆုမြတ်သူစာဆုမြတ်နန္ဒာတို့နဲ့ဘာမှမသက်ဆိုင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်သူရဲ့အနေအေးဆေးပြီးအလုပ်ပေါ်ကြိုးစားတဲ့စိတ်ဓာတ်အရန်ကိုဖြူစင်တဲ့စိတ်ဓာတ်တွေကြောင့်ဟဲဝီယန်ဟာချက်မြတ်နှုတ်ခဲ့တာဖြစ်ကြောင်းပြောဆိုခဲ့တာဖြစ်ပါတယ်ထို့ပြင်စူပီဒစင်ဟာတချင်းဆိုလည်းအရန်ကောင်းတဲ့သူတစ်ယောက်ဖြစ်ကြောင်းကိုပြောကြားခဲ့တာဖြစ်ပါတယ်။နဲ့တော်တန်ကြာထိတ်သိမ်းနေလာခဲ့တဲ့သူတို့ဦးဟာယခုချိန်မှာလက်ထပ်ခွဲတောင်းလိုက်ပြီးဖြစ်တဲ့ဆိုတဲ့အတွက်ကြောင့်ပြည်သက်တွေကိုလောဝ surprise တိုက်ခဲ့လိုက်တာဖြစ်ပါတယ်။ပြည်သက်တွေကလည်းသူတို့ဦးကိုသဘောတူပြီးရင်သဘောတူနေခဲ့တဲ့အတွက်ကြောင့်မြန်သာလက်ထပ်လိုက်ကြပါတော့ဆိုပြီး comment တွေမှာအများကြီးရေးသားခဲ့တာဖြစ်ပါတယ်။သူတို့ဦးကတော့ပြည်သက်တွေကိုအတိပေးလိုက်တဲ့အတွက်ရခိုင်တိုင်းထက်ပုံမိုပြီးချစ်ခင်မြတ်နိုးသွားမည်ဖြစ်ကြောင်းပွဲသားပွဲလာပွဲတက်တွေလည်းအတူတူတက်ရောက်သွားမည်ဖြစ်ကြောင်းကိုပြောဆိုခဲ့တာဖြစ်ပါတယ်။သတင်းမီဒီယာတွေကပါယခုဆိုရင်သူတို့ဦးရဲ့မင်္ဂလာပွဲဟဲဝီယန်ဟာမိဘစကားကိုအရန်နားထောင်သောသားလေးတစ်ယောက်ဖြစ်ပါတယ်။ယခုချိန်မှာဟဲဝီယန်ကမိဘတွေကလည်းဆိုဗီဒစင်ကိုချလို့မကြရအောင်သူ့ရဲ့ချွေးမလေးကိုသဘောတူခဲ့လျက်ရှိပါတယ်။သဘောတူခဲ့ရသည့်အကြောင်းကလည်းဆိုဗီဒစင်ဟာအရန်ကိုဖြူစင်ပြီးအေးဆေးတည်ငြိမ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်နေသည်ဆိုတဲ့အကြောင်းကိုဝိုင်းစုခံသိတဲ့အများကြီးတားတဲ့ဆိုတဲ့အကြောင်းကိုဟဲဝီယန်မိဘတွေကပြောဆိုခဲ့တာဖြစ်ပါတယ်။ဟဲဝီယန်ဟာရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုကိုနဲ့တော်တန်ကြာနားခဲ့တာဖြစ်ပါတယ်။ယခုချိန်မှာစူပီဒစင်သာသူ့အနားကိုရောက်လာခဲ့တဲ့အတွက်ရုပ်ရှင်ဇာတ်ကားတွေကိုပြန်လည်ရိုက်ကူးတော့မည်ဆိုတဲ့အကြောင်းကိုတခါတည်းဖွင့်ဟပြောဆိုခဲ့တာဖြစ်ပါတယ်။ဟဲဝီယန်ဟာနဲ့တော်တန်ကြာပြည်သက်တွေရဲ့ရင်ထမ်းကိုတက်လို့အောင်မြင်ခဲ့တဲ့သူကြောင့်ဖြစ်ပါတယ်။သူရဲ့ခက်ပြိုင်မင်းသားတွေဖြစ်တဲ့မြင့်မြတ်အောင်ရဲလေးတို့ဟာယခုချိန်မှာသူ့ထက်ပိုပြီးအရှိကိုရောက်နေခဲ့တာဖြစ်ပါတယ်။ဟဲဝီယန်ဟာအရန်ကိုနောက်ကျကြံခဲ့တာဖြစ်ပါတယ်။နုပညာလောကမှာဟဲဝီယန်ဟာယခုချိန်မှာသူတို့ဦးရဲ့နောက်မှာလိုက်နေခဲ့ရတာဖြစ်ပါတယ်။ထို့ကြောင့်စူပီဒစင်ဟာအားလို့အားမရဖြစ်နေပြီးသူ့ရဲ့ချစ်သူကိုအရှိကိုရအောင်အမြန်တော့ပို့ခြင်းနဲ့စိတ်ကူးသာရှိနေသည်ဆိုတဲ့အကြောင်းကိုပြန်လည်ပြောဆိုခဲ့တာဖြစ်ပါတယ်။ထို့ကြောင့်စူပီဒစင်နဲ့ဟဲဝီယန်ရဲ့ချက်ကီလန်ဟာတာယာဖြောက်စီးတော်မူဆိုတဲ့အကြောင်းကိုတက်ဆက်ခက်လိုက်ရတာဖြစ်ပါတယ်